ဆရာတော်တွေလည်းများခုခေတ်ကတရားတွေဖောင်းပွားပြီးတော့အဲ့ဒီတရားတွေကနှလုံးသားထဲမရောက်ကြဘူးနော်တရားတွေသာအခုဆရာတော်တွေဟောတဲ့တရားတွေဘုရားမြတ်စွာဟောကြားတဲ့တရားဆရာတော်တွေကတဆင့်ထပ်ဆင့်ဟောတဲ့တရားတွေသာနှလုံးသားထဲရောက်ကြမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဒီနေ့ဒီအခြေအနေမျိုးကြုံရမှာမဟုတ်ဘုန်းကြီးတို့မြန်မာလူမျိုးတွေကအပေါ်ယံလူစားမျိုးတွေများတယ်နှစ်ကာနဲ့တကယ်သက်ဝင်ယုံကြည်ပြီးတော့လိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ရှားတယ်ဒါကြောင့်မို့လို့နှလုံးသားထဲကိုတရားတွေမရောက်တဲ့အတွက်ကြောင့်မို့လို့ဒါအားလုံးဒီနေ့တွေ့နေကြုံနေရတဲ့အလွန်ဆိုးရတဲ့အခြေအနေကိုအားလုံးပဲတွေ့နေကြုံနေကြရတယ်အကုန်လုံးပဲနှလုံးစိတ်ဝမ်းမအေးချမ်းကြအောင်ဘုန်းကြီးတို့ဆိုရင်နေတာတပတ်လေညာကဆိုတာလိုပဲကိုเจ้าကိုနေပြီးတော့ကိုယ်စာလေးကိုချပြီးတော့အေးဆေးဆေးနေလို့ရတဲ့အခြေအနေပါပဲဒါပေမဲ့လည်းပဲအပြင်မှာတွေ့ကြုံနေရတဲ့တရားဓမ္မတွေနိုင်ငံသူနိုင်ငံသားတွေတွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခတွေတောကတွေကိုတွေ့ရမြင်ရတဲ့အခါမှာမခံစားနိုင်စိတ်ထဲမှာတော်တော်ကိုပြင်းပြင်းပြပြတောကဝေဒနာခံစားရပါတယ်ကိုယ်လည်းဘာမှမတတ်နိုင်တဲ့အခြေအနေမျိုးအဲ့ဒါကြောင့်မို့လို့အဲ့ဒီလိုခံစားရတဲ့အခါမှာဘာလုပ်ရလဲဆိုတော့အဲ့ဒီခံစားမှုတက်တာအောင်ကိုယ်အလုပ်ထဲမှာကိုယ်စိတ်ကိုနှစ်ပြီးတော့အဲ့ဒီလိုနေရတယ်ကိုယ်အလုပ်ထဲမှာကိုယ်နှစ်ပြီးတော့